အောင်မြင်မှုရဲ့တောချက်10ချက်နံပါတ်1ရေမှန်းချက်ထားရှိခြင်းရှင်းလင်းတိကျတဲ့ရေမှန်းချက်တွေထားရှိဖို့လိုပါတယ်ဘဝမှာဘာကိုရရှိခြင်းလဲဆိုတာသိရှိပြီးရင်းအတွက်စီမံကိန်းတွေချမှတ်ပါနံပါတ်2စိတ်အားထက်သန်မှုစိတ်အားထက်သန်မှုရှိခြင်းကအောင်မြင်မှုကိုဥတည်စေပါတယ်ကိုလုံနေတဲ့အရာကိုချစ်မြတ်နိုးပြီးစိတ်ပါဝင်စားမှုရှိဖို့လိုပါတယ်နံပါတ်3ကြိုးစားအားထုတ်မှုအောင်မြင်မှုဆိုတာကြိုးစားအားထုတ်မှုမရှိဘဲမရနိုင်ပါဘူးအခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းပြီးဇွဲရှိရှိကြိုးစားပါနံပါတ်4တင်ယူမှုဘဝမှာအမြဲတမ်းတင်ယူနေဖို့လိုပါတယ်ကိုယ့်ရဲ့ပညာရက်နဲ့ကျွမ်းကျင်မှုတွေကိုအဆက်မပြတ်မြင့်တင်ပါနံပါတ်5အချိန်စီမံခန့်ခွဲမှုအချိန်ကိုထိရောက်စွာစီမံခန့်ခွဲနိုင်ဖို့လိုပါတယ်အရေးကြီးတဲ့အလုပ်တွေကိုဦးစားပေးပြီးလှုပ်ဆောင်ပါနံပါတ်6စိတ်သက်ခိုင်မာမှုစိတ်သက်ခိုင်မာမှုရှိဖို့လိုပါတယ်စိတ်ဖိစီးမှုတွေစိတ်ပျက်စရာတွေကိုရင်ဆိုင်နိုင်ဖို့လိုပါတယ်နံပါတ်9ဆက်ဆံရေးကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့လိုပါတယ်လူမှုဆက်ဆံရေးကောင်းမွန်ခြင်းကအောင်မြင်မှုကိုအားဖြည့်ပေးပါတယ်နံပါတ်10တည်ထွန်ဖန်တီးနိုင်မှုတည်ထွန်ဖန်တီးနိုင်စွမ်းရှိဖို့လိုပါတယ်ပြဿနာတွေကိုဖြေရှင်းဖို့နည်းလမ်းသစ်တွေရှာဖွေပါနံပါတ်9ပြန်လည်သုံးသပ်ခြင်းကိုလုံနေတဲ့အရာတွေကိုပြန်လည်သုံးသပ်ပါဘာတွေကောင်းနေလဲဘာတွေပြင်ဆင်ဖို့လိုနေလဲဆိုတာစမ်းစစ်ပါနံပါတ်10စိတ်ရှည်တည်ခံမှုအောင်မြင်မှုဆိုတာတရက်ထဲနဲ့ရနိုင်တဲ့အရာမဟုတ်ပါဘူးစိတ်ရှည်တည်ခံပြီးဇွဲရှိရှိလှုပ်ဆောင်ပါ